စကားလေးတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့အခုဒီစာသားလေးကိုကြည့်လိုက်ပါဒီစာသားလေးမှာတွေးလိုက်မယ်ကွက်လက်လေးတွေဖြည့်ကြည့် sometimes you W နဲ့ sometimes you L အဲ့ဒါလေးတွေကွက်လက်ဖြည့်ကြည့်မယ်ဆိုရင်အားလုံးအများဆုံးပြောကြတာတွေးလိုက်မယ် sometimes you win တခါလေးမှာဘဝမှာကျွန်တော်တို့ကအောင်မြင်မှုတွေရှိလိမ့်မယ်အနိုင်ရမှုတွေရှိလိမ့်မယ်ပြတ်ထွန်းမှုတွေရှိလိမ့်မယ်ဒါဟာ sometimes you win နဲ့တွေ့နေတာဒါဆိုရင်အောက်မှာဖြစ်တဲ့ L ကဘာများဖြစ်မလဲ sometimes you တကယ်တမ်းတော့ land ဖြစ်ပါတယ်စိတ်ထဲမှာထင်နေကြတာတော့ win ဆိုတဲ့စကားလုံးတွေ့ပြီဆိုရင် lose ဆိုတာကိုတွေ့လိမ့်မယ်ငါတော့နိုင်ရင်နိုင်မနိုင်ရှုံးမယ်အောင်မြင်မအောင်မြင်ကြရှုံးမယ်လို့တွေးလိုက်တာတကယ်တော့ land လောက်လိုက်တာဖြစ်တယ်သင်ခန်းစာယူလိုက်တာဖြစ်တယ်ဒါကြောင့်တစ်ခါလေမှသင်ဟာအောင်မြင်မှုတွေရလိမ့်မယ်တစ်ခါလေမှသင်ခန်းစာတွေရလိမ့်မယ်သင်ယူရလိမ့်မယ်ကျွန်တော်တို့က win ဆိုတဲ့အောင်မြင်မှုတွေလိုချင်တယ်အနိုင်ရမှုတွေလိုချင်တယ် game တိုင်းမှာလူတိုင်းဒီ winner တွေဖြစ်ချင်ကြတယ် win ချင်ဘာလို့ရမလဲ landing လုပ်ရမှာဖြစ်တယ်သင်ယူရမှာဖြစ်တယ်သင်ယူမှုတွေပြည့်စုံတော့မှသာလင်အောင်မြင်မှုတွေကိုရမှာဖြစ်ပါတယ်ဒီတော့ဘယ်တော့မှနိုင်နေရှုံးတယ်လို့တွေးမဲ့အစားနိုင်မယ်သင်ယူမယ်သင်ယူပြီးတော့အနိုင်ရအောင်သွားမယ်ဆိုပြီးတော့ခြေတက်မယ်ဆိုရင်ဘဝရဲ့ကစားပွဲဖြစ်တဲ့ game ပွဲမှာသင်ဟာအနိုင်ရတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်ဘဝရဲ့လောကဓာတ်တိုင်းကိုစိတ်မပြတ်ပဲရှေ့ဆက်နေဖို့လိုအပ်ပါတယ်တကယ်တမ်းရှုံးနိမ့်သွားတဲ့သူဟာမတင်ယူပဲရက်တန့်လိုက်တဲ့သူမှသာလျှင်ရှုံးနိမ့်သွားတာဖြစ်ပါတယ်တင်ယူပြီးရှေ့ဆက်နေတဲ့သူအတွက်ကတော့ဘယ်တော့မှရှုံးနိမ့်မှာမဟုတ်ပါဘူးအောင်မြင်မှုစီကိုခြိတက်နေတဲ့သူဖြစ်ပါတယ်လို့ဒီဗီဒီယိုလေးကနေအားပေးကြပါတယ်